တူနာပြုတ်လေးကတကားအောက်ခြေမှာတကြားခဲတွေကိုသူများမသိအောင်ညှက်ထည့်လိုက်တယ်ပြီးတော့ဆေးရုံပြန်တင်ပေါက်ကိုတက်ချိန်ပြီးပလင်းချိတ်တဲ့စတန်းကိုနေရာချလိုက်တယ်လူသွားလမ်းကိုကျင်းတော့အောင်အရက်ပြန်ဘူးတွေကိုလမ်းဘေးမှာစီထားလိုက်တယ်သူ့ရဲ့ရည်အချက်ကတော့ဆေးရုံထဲမှာရောက်နေတဲ့ဂျပန်စစ်သားတွေကိုသင်ခန်းစာဖို့ချပေးဖို့ပါခဏကြာတော့ဆရာဝန်တယောက်ကဆေးထိုးအပ်တွေကိုပိုးသက်ဖို့ပေါင်းအုပ်ကိုဖွင့်လိုက်တယ်ရင်တွင်းငွေတွေကြောင့်သူ့မျက်မှန်ကမုံသွားတယ်တူနာပြုတ်ကကုညီချင်းအောင်ဆောင်ပြီးမျက်မှန်တုပ်ပေးမယ်ဆိုပြီးယူလိုက်တယ်ပြီးတော့ဆရာဝန်လက်ထဲကိုရေတံဘူးစာအီတာဆေးပလင်းကိုထည့်ပေးလိုက်တယ်ဆရာဝန်ကလည်းရေတံဘူးထင်ပြီးပေါင်းအိုးတဲ့ကိုလောင်းထည့်လိုက်တယ်ပြီးတာနဲ့သူကတကယ်ရေတံပလင်းကိုယူပြီးတကားဘေးနားမှာလောင်းချထားလိုက်တယ်ရေတွေကကျမ်းပြင်ပေါ်စီးကျသွားပြီးတကားအောက်ခြေကတကြားခဲတွေကိုတဖြည်းဖြည်းရေပျော်သွားခဲ့တယ်ပြီးတော့မီးစက်ခန်းထဲကိုဝင်ပြီးရေနံစီမီအိမ်ရဲ့လက်ကင်ကောက်ဝက်ဦးတွေကိုရှော့ထားလိုက်တယ်ပြီးတော့မိန်းခလုတ်ကိုဆွဲချပြီး fuse ထဲကိုရေတွေညှစ်ချထားလိုက်တယ်ခုဆိုအားလုံးအဆင်သင့်ဖြစ်သွားပြီတကားကြကတကြားခဲတွေအရေပျော်သွားတဲ့အခါခံထားတာမရှိတော့တဲ့အတွက်တကားကပြန်ကန်ပြီးပိတ်သွားတယ်အရှိန်နဲ့စီပလင်စတန်ကိုရိုက်မိပြီးပြတင်းပေါင်းမှန်ကွဲပြီးပေါင်းအိုးကိုထိပြီးပေါက်ကွဲသွားခဲ့တယ်။ပေါင်းအိုးတွေကဆေးထိုးအပ်တွေဆင်ထွက်လာပြီးဆေးရုံခန်းထဲကဂျပန်စစ်သားတွေကိုတွားမှန်ကုန်တယ်။ဝေယုံသုံးကားတွေဖြစ်ပြီးအခန်းပြင်ကိုအလူရက်ပြေးထွက်လာကြတော့စီထားတဲ့အရက်ပြန်ဘူးတွေကိုတိုက်မိပြီးကြောက်ကွဲကုန်တယ်။အခြေအနေကိုထိမ့်ဖို့ဂျပန်ယာရှိတယောက်ကမိုးပေါ်ထောင်ပြီးတနက်တစ်ချက်ဖောက်လိုက်တယ်။ပြီးတော့မီလန်ကိုစစ်ဖို့စစ်သားတယောက်ကိုခိုင်းလိုက်တယ်။မင်းတင်လိုက်တော့ရေဆိုနေတဲ့ဖြူစကပြတ်သွားတယ်။နောက်ထပ်စစ်သားတယောက်ကအလင်းအောင်ရအောင်ဆိုပြီးရေနံစီမီအိမ်ကိုတည်လာတယ်။အရာရှိကမီးအိမ်မှာတခုခုမားနေပြီဆိုတာသိလိုက်ပေမဲ့အားလုံးကနောက်ကျသွားပါပြီ။မီးအိမ်ကအောက်ပြုတ်ကျပြီးအရက်ပြန်တွေကမီးထက်လောင်ပြီးနီပိုမာစတာတွေလည်းမီးတွေကြားတင်ကန်းဆာရသွားကြပါတယ်။သူကဘာမှမခံစားရတယ်လို့ထွက်သွားတော့ကြံခဲ့တဲ့ကိုကပ်ပုံနာကျင်ရပါတယ်